မြန်မာလူမျိုးတွေအကြိုက်ဆုံးအစားအစာ9မျိုးမြန်မာနိုင်ငံမှာနာမည်ကြီးပြီးနိုင်ငံခြားသားတွေကိုဆွဲဆောင်နိုင်တဲ့အစားအစာတွေအများကြီးရှိပါတယ်။ဒီနေ့တော့မြန်မာလူမျိုးတွေရဲ့နာမည်ကြီးအစားအစာ9မျိုးကိုအတူတူကြည့်ကြရအောင်နော်။မတ်တီမိုဟင်ငါမနက်စာဆိုမြန်မာတွေအများဆုံးရေးချယ်တာကမိုဟင်ငါပါ။ပူပူနွေးနွေးအနက်လေးကလူတွေကိုဆွဲဆောင်နိုင်ပါတယ်။ငါးပြုတ်ရှိရဲ့ရတာနဲ့ပဲကြော်စက်သွန်ကြော်နနန်ပင်နဲ့တက်မြာသီးလေးညှစ်ပြီးတစုံစားလိုက်တာနဲ့ထပ်စားကျင်လာစေတဲ့အရသာလေးပါနံပါတ်2အုံနိုခောက်ဆွဲမြန်မာနိုင်ငံမှာအလူအိမ်ဆိုရင်အမြဲတွေ့ရတာကအုံနိုခောက်ဆွဲပါအုံနိုခောက်ဆွဲကတော့ချုံမွေးတဲ့အုံနိုအရသာနဲ့စက်သားဟင်းရေပေါင်းဆက်ထားတဲ့ထူးခြားတဲ့အရသာပါတံမြာဒီလေးညှစ်ပြီးစားရင်ပိုပြီးစားကောင်းပါတယ်လူအိမ်မှာအုံနိုခောက်ဆွဲတပတ်ကန်ကိုလက်ခံစားလိုက်တဲ့အခါနွေးထွေးရဲ့အလူရဲ့အရသာကိုပါခံစားရစေပါတယ်နံပါတ်3လက်ဖက်တုပ်ကတော့မြန်မာလူမျိုးတွေရဲ့ထူးခြားတဲ့ရိုးရာအစားအစာပါအိမ်ရှိမှာဝိုင်းထိုင်ပြီးမိသားစုအတူတူလက်ဖက်ကိုမျှဝေစားကြတဲ့အချိန်တွေကအစားအစာတစ်ခုထပ်ပိုးပြီးနှွေးထွေးတဲ့အမတ်တရပါလက်ဖက်သားကိုပဲကြော်နှမ်းကြက်သွန်ကြော်ရိုနဲ့ချင်းငံဆက်မွေအရသာဆုံးလင်းလွန်းလာပါတယ်နံပါတ်4ထမင်းတုပ်လို့ဆိုလိုက်တာနဲ့ငငယ်ကအမေတုပ်ပေးတဲ့ထမင်းတုပ်တပတ်ကန်ကိုမြင်အောင်မိပါတယ်ရိုးရိုးထမင်းပေမဲ့စီနဲ့မွေမွေရဲ့အာလူးနဲ့မြေပဲတို့ပေါင်းဆက်ထားတဲ့အရသာစိမ့်စိမ့်နဲ့မို့ထမင်းတစ်လုံးစီတိုင်းမှာမြစ်တာတွေစိတ်ဝင်နေတယ်လို့ခံစားရပါတယ်။အလို့စားပြီးတိုင်းလည်းအရသာထပ်ပိုးပြီးအမေအချစ်ကိုခံစားမိပါတယ်။ဘဲကူရိုးရှင်းပေမဲ့မမေ့နိုင်တဲ့အရသာတစ်ခုပါနံပါတ်5ရခိုင်မုတ်တီနီလ်တီဆက်ဆက်အရသာပြင်းပြင်းနဲ့ငဖဲကြော်နဲ့မှုရင်ထဲစိတ်ဝင်သွားနိုင်စေတဲ့ရခိုင်မုတ်တီပါပြီးတော့တလုတ်စားတိုင်းလည်းအရသာနဲ့အတူငယ်ဘဝရဲ့အမှတ်တရတွေကိုပါပြန်လည်တတိယစေပါတယ်။ကျောင်းစင်းချိန်မှာတငယ်ချင်းတွေနဲ့အတူရီမောပြီးရခိုင်မုတ်တီဆိုင်မှာထိုင်စားခဲ့ကြတဲ့နေ့တွေဒါကြောင့်ပဲရခိုင်မုတ်တီဆိုတာမမေ့နိုင်တဲ့ကလေးဘဝရဲ့အရသာပါနံပါတ်6ကောက်ညင်းပေါင်ပူပူနွေးနွေးကောက်ညင်းပေါင်ပြော့နူးနူးနဲ့အုံဒီချိုချိုနှမ်းစီလေးတွေနဲ့ပေါင်းဆက်ထားတဲ့ရိုးရာအစားအစာတစ်ခုပါနက်စောစောလမ်းထဲမှာကောက်ညင်းပေါင်ပူပူလေးစားကြအောင်မလားဆိုတဲ့အတန်နဲ့အတူတူနူးညံ့တဲ့အမတ်တရားတွေကိုပါပြန်လည်အမတ်ရစေပါတယ်ကောင်းညင်းပေါင်းတလုံးစားလိုက်တိုင်းရိုးရှင်းတဲ့မြမဘဝရဲ့နှွေးထွေးမှုကိုပါခံစားရပါတယ်။နမခွန်နေရွှေရင်အုံနိုးချိုချိုမုံလက်ဆောင်ပန်နဲ့ရေခဲအေးပေါင်းဆက်ထားတဲ့ရွှေရင်ရတာပါ။နေ့လယ်နီးပူပူထဲမှာတလုံးစားလိုက်ရုံနဲ့တင်အေးမြသွားပြီးလန်းဆန်းမှုတွေကိုပါပြန်လဲရလာတယ်လို့ခံစားရစီမှာပါနော်။ချိုချိုအေးနဲ့တောက်လိုက်တိုင်းလဲစိတ်ကိုပါအေးမြစေတဲ့ရွှေရင်အေးပါ။မြမအစားအစာတွေကအရသာတင်မကပါဘူး။ယဉ်ကျေးမှုသမိုင်းအမှတ်တရတွေပါဝင်နေပါတယ်။ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အကြိုက်ဆုံးမြမရိုးရအစားအစာကပါလဲဆိုတာ comment မှာရေးပေးခဲ့အောင်တော့ like and share လေးလည်းလုပ်ပေးပါအောင်။